အားလုံးပဲမင်္ဂလာပါရှင်။ So Whisper ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတခါဖတ်ပြပေးသွားမှာကတော့စာရေးဆရာမောင်ညိုပြရေးတတ်ထားတဲ့ကိုပိုင်ထမင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။နားဆင်ခန်းစားပေးကြပါအောင်ရှင်။ကိုပိုင်ထမင်းကျွန်တော်ခြံတို့အလဲပတ်မရောက်ဘူးသူများကိုတခါအလဲပတ်ရောက်ဖူးစေချင်ပါသည်။ပေ90ပေ100ခန့်ရှိသည့်လေးတောင်ပုံခြံထဲတွင်ကျွန်တော်အိမ်ဒီအချို့အစားကျနာမှုကင်းဒီပုံစံဖြင့်တရားထိုင်နေတော့လူအိုတယောက်ကဲ့သို့ငြိမ်သက်နေသည်တို့တော့ကိစ္စမရှိဒီအိမ်အိုထဲမှာစာရေးဆရာတယောက်နေထိုင်နေဆိုကြီးကိုအိမ်ကြီးချင်းတွေကအစတလန်းလုံးကတိမှတ်ထားကြပုံတော့ရသည်စာရေးဆရာတယောက်အရင်မတောက်တဲ့အေးစစ်စစ်နေတဲ့ဒီဆိုတော့အချက်လက်တို့ဤလက်ဆက်မှုဖြင့်အိမ်အိုကိုကြားကန်ထားရသည်စာရေးဆရာအိမ်ဆိုတာအလွန်ဆုတ်ချတာပဲလို့ထင်သွားမိကိုတော့စိုးရိမ်ရသေးသည်တို့တော့စာရေးဆရာဆိုတာအလွန်ဆင်းရဲသည်ဟုထင်ပြီးတော့မတင်ပေဒီပေ100နဲ့ပေ90ခန့်ကျက်ဝန်းတော့မြေကွက်တက်ဒီပင်ပေ90လောက်တန်နီတော့ကြောင်းဖြစ်သည်ကျွန်တော်တို့အိမ်ဤဘက်ဘက်တွင်ငွေကြီးတစ်ခုတည်းကိုအမိရတဘွားလုံးမိသားစုကုန်လုံးတက်ညီလက်ညီရှာဖွေကြတော့အိမ်ရှိပြီးသူတို့ဒီကျွန်တော်ဝတ္ထုကိုတပုတ်တလီမှဖတ်ရှုမိပုံမရပေညာဘက်တွင်ခရစ်ယာန်ဘာသာဝင်မိသားစုအိမ်တိမ်ရှိသည်အလွန်အေးဆေးငြိမ်သက်ယဉ်ကျေးသောမိသားစုကျွန်တော်သူတို့အကြောင်းကိုမကြာခဏဝတ္ထုရေးဘူးသည်သူတို့ကိုကြည့်ပြီးပြောရရင်လူတွေမှာလွတ်လပ်စွာကိုယ်ကဲခွင့်ဆိုဒီမှာအတိအချာရှိပြီးထည့်စဉ်းစားစရာမလိုအောင်အသားအကျနေသည်အရေးကြီးဆုံးမှာဘယ်ဘာသာပဲကိုယ်ကွယ်ယဉ်ကျေးတိမ်မွေးယူသားသူကြီးအလွန်တန်မိုးရှိကြောင်းတွေ့ရမည်ကျွန်တော်တို့အိမ်ရှိလိုင်းဟိုဘက်မှာခရစ်ယာန်တာရနာပြုစာအုပ်စာတမ်းများထုတ်ဝေတော့အိမ်တအိမ်ရှိ၏သူတို့စာအုပ်ငယ်တအုပ်တွင် chat ဒေတာဆိုတော့ကြပြတဲ့ပုတ်ကျွန်တော်ဝင်ရေးဖူးပြီးအဒီတာလူငယ်သည်ကျွန်တော်ကိုနလီစစားထပ်ပြီးနှုတ်ဆက်တတ်သည်ကျွန်တော်တို့အိမ်ဤအနောက်ဘက်အိမ်များမှာတော့အလုံးမိယိုဖလားဗုဒ္ဓဘာသာဝင်နေကြီးဖြစ်သည်အနောက်ဘက်တဲ့အိမ်တိန်ကိုတော့ကျွန်တော်ဤဝတ္ထုတိုပေါင်းစုံတအုပ်ပေးခုတစ်ဖြစ်ကျွန်တော်ကလောင်အမိကိုမက်မိတောင်မက်မိပေမီမက်မိလဲအပြစ်တင်မှုမကောင်းပါကျွန်တော်ပတ်ဝန်းကျင်ကလူတွေမှာများသောအားဖြင့်ဝိပညာရရေးတာအဓိကဝါဒကိုကျင့်သုံးသူများဖြစ်ကြသည်ငွေရှိသူများကိုအထင်ကြီးရည်သည်သူတို့ဝါဒပဲဖြစ်သည်ကျွန်တော်ပတ်ဝန်းကျင်ရှိအိမ်များတွင်အိမ်ဖော်ဟာတက်ကြသည်ကျွန်တော်တို့ခြံဤ3ခြံကျော်တွင်အသက်ကြီးကြီးအိမ်ဖော်မကြီးတယောက်ရှိသည်အသက်60နီးပါးရှိပြီအသက်15နှစ်ဝန်းကျင်မှစ၍အန်ဒီရဲတွေနဲ့ကြုံတွေ့ခဲ့ရသည်တနေ့နေ့မှာလင်ကောင်းတယောက်ရရှိရဲ့အိမ်မက်ကလေးဒီမေးမိန်ခဲ့ရသည်ချစ်တယ်တန်ရုံးစင်ရှိရဲဆိုတော့စကားကိုတခေါမှမပြောဘဲနဲ့အနိုင်ကျင့်ရုံမှကျွန်တော်ယောက်ျားများနဲ့ပက်ပင်တိုး၍ထပ်ပြေးခဲ့ရသည်သူဤအရွယ်နှင့်အပြိုစင်ဘဝကိုသူ့ထက်ငါဥအောင်ဖျက်ဆီးခြင်းသောယောက်ျားများကိုသူယွန်းသည်တက်နိုင်လဲတပ်ပြစ်ခြင်းသည်တို့တော့တကယ်တမ်းကျတော့သူအလျှော့ပြီးခဲ့ရပြီတခြားမဟုတ်လူတယောက်ပွပွလင်းလင်းပြောရရင်မယားကြီးငုတ်တုတ်ရှိတော့အိမ်ရှင်ကြီးကသူ့ကိုချစ်တယ်ဆိုတော့စကားကိုလူလစ်ရင်လစ်တလို့အဆက်မပြတ်ပြောလာသည်ကိလီတာရမက်ကိုသူကြော်ဖြတ်ခဲ့ပြီး3နှစ်ကြာတော့ခါမှသူ့ရင်တဲ့အချစ်ကိုစတွေ့တယ်လို့သူခံစားရသည်အချစ်ပါတော့နန်းဆိုင်ခြင်းနဲ့အချစ်မပါတော့နန်းဆိုင်ခြင်းတို့ကိုသူခွဲခြားသိလာသည်ရင်တွေခုန်နေရခြင်းများသည်အဆက်မပြတ်ဖြစ်လာသည်မရက်မနာဖြစ်လာသည်ကိစ္စတွေကပုံစံအမျိုးမျိုးနဲ့များမြောင်လာသည်ပိုဝင်3လရှိပြီမြို့တစ်တနေရာမှာသူ့ကိုထားမိဟုသူ့အမျိုးသားကသူ့ကိုပြောသည်ယခုတော့စကားပြောလင်အမျိုးသားကဟုသူတရာစွာထည့်ပြောလာနိုင်ပြီကိုမစောင့်ကြည့်နေသူတယောက်ရှိလင်ကိုကလည်းသူ့ကိုငုံနိုင်မှုဆိုလင်ရင်ထဲမှာနွေကလေးနဲ့တာယာနေတတ်သည်သူစိတ်ထဲမှာတော့ကိုချစ်အောင်ဒီရမတ်အနေနဲ့ရောအချစ်အနေနဲ့ရောမေတ္တာအနေနဲ့ရောဆွဲမှတ်ဖယ်အကောင်းဆုံးဖြစ်နေ၏ဘဝကတာယာနေ၏ထိုအရာများမှာမနေ့တနေ့ကအကြောင်းအရာများဖြစ်သည်
ယနေ့အကြောင်းအရာမဟုတ်ယနေ့အကြောင်းအရာမှာသူနှင့်ကိုချစ်အောင်ကိုမယားကြီးကမြင်တွေ့သွား၏အထီးခိုက်ဆုံးစကားလုံးများအနှိမ်ကြဆုံးဖြစ်အောင်ရုပ်လုံးဖော်သည့်ဝါဟာရများကြောက်စရာအကောင်းဆုံးဆဲဆိုမှုများကိုအပူလောင်ဆုံးမျက်ရည်များဖြင့်ရေးချယ်ထားတော့ဒီတနေ့ကိုရင်ဆိုင်ခဲ့ရ၏အရိုက်ခံရတော့ပါနှစ်ဖက်မှာပူထူသွား၏အိမ်ပေါ်မှဆင်းလာခဲ့ရ၏တာကီတာမြို့တွင်ကိုချစ်အောင်ငားပြီးတော့အိမ်မှာနေရ၏သမီးမိန်းကလေးငွေခွာလာ၏ကိုချစ်အောင်ကသမီး6နှစ်အရွယ်အထိသူ့ထံဆက်တိုက်လာနေရမှနောက်ပိုင်းလုံးဝအဆက်ပြတ်သွားခဲ့လေတော့သည်ကိုချစ်အောင်သူ့မယားကြီးနဲ့သူ့ကလေး3ယောက်တို့မြန်မာပြည်ဝေးဒန်တော်လေးသားတစ်ခုကိုပြောင်းသွားကြပြီတွာလာရခက်တော်နေရာမျိုးကိုပြောင်းသွားကြည့်ဟူတာသိရ၏ဘယ်နေရာမှမသိရက်ဆက်လိုက်သည်သူဘလာကားသူသူ့ဘဝမှာအားကိုးရဆုံးလူတရက်တည်သွားပြီအညာအရက်ဒီတာတစ်ခုမှာအရာဝတီမြစ်ထဲလိမ့်ချပြီးတီရှာပြီးသူကိုယ်သူမုတ်ဆုမဘဝနဲ့စတင်လေ့ကျင့်ရသည်လောကမှာဘဝအဖို့ကရက်ဆက်လို့ဖြစ်စေတစ္ဆာမဲလို့ဖြစ်စေအမှန်တကယ်မတည်သေးပဲနဲ့တည်သွားပြီလို့ပြောတတ်သည့်မုတ်ဆိုးမအတူတွေအများကြီးထဲသူတယောက်လည်းအပါအဝင်ဖြစ်ခဲ့သည်လက်ထဲတွင်ရှိသောဝိဇကလေးများလည်းပြောင်းပြီးဝိဇကလေးများသည်ခြေဦးတဲ့ရာရှောက်သွားနေပြီသူဒီအရင်ကတိကျွမ်းခဲ့ဘူးတော့အိမ်ဖော်ပွဲစားကိုလိုက်ရှာရသည်တွေ့ပြီးသူဆက်သွယ်ပြီးတော့ကြောင့်အိမ်တိမ်မှာအလုပ်ရသည်အိမ်တိမ်လုံးမှာအဖိုးကြီးအဖွားကြီး2ယောက်တည်းပဲရှိသည်အဖွားကြီးက88နှစ်အဖိုးကြီးက68နှစ်အဖွားကြီးကတငယ်ပြန်နေပြီအဖွားကြီးနဲ့တစ်ချိန်ကအလွန်ခင်မင်ခဲ့သည့်အိမ်ကြီးချင်းများကိုခက်ဆစိမ့်လေးတန်းဖြင့်ဘယ်မြို့မှနေလဲဟုအဖွားကြီးကမိတတ်သည်ယခုလိုအဖွားကြီးမမီရွဖြစ်တတ်ခြင်းမှာအဖိုးကြီးအတွက်ကံကောင်းထောက်မှခြင်းပင်ဖြစ်သည်အဖွားကြီးမဆုံးမိကြတဲ့ကအဖွားကြီးအနေနဲ့တစ္ဆာမဲ့ခြင်းတစ္ဆာရှိခြင်းကိုမသိနိုင်တော့အဖွားကြီးမျက်မှောက်မှာပင်တစ္ဆာမဲ့နေကြသည်ကိုအဖွားကြီးစိတ်မဆိုးတော့ကြောင်းကျွန်တော်တို့ရက်ွက်ထဲမှာလူအချို့ကပြောကြသည်ဒီအိမ်မှာဟိုအိမ်ဖော်မကြီးကဂွင်ရိုက်နေတာပါအဖိုးကြီးကသူ့တမီးကိုကြောင်းထားပေးတယ်အဝတ်အစားဆင်ပေးတယ်တမီးရဲ့ပညာရေးအတွက်အဆဆအရာတာဝန်ယူရတဲ့အဖိုးကြီးဟာအဲ့ဒီလောက်တော့အခွင့်အရေးပြန်ယူမှာပေါ့မိသူကမှမတွေ့မမြင်တော့လေသူနဲ့အဖိုးကြီးတို့ညှိနေကြပြီဆိုဒီကိုရိတ်မိတိရှိနေကြဒီမှာညစ်တွေမနေတော့အိမ်ရှင်အဖွားကြီးပင်အသက်60နှစ်တွင်ဆုံးသွားခဲ့ပြီအိမ်ရှင်အဖိုးကြီးနဲ့အဖွားကြီးတို့မှာတာသမီတယောက်မှမထွန်းကားခဲ့ထို့တို့မထွန်းကားခဲ့တော့ကြောင့်အဖိုးကြီးအနေနဲ့မိမရှုပ်เสียအကြောင်းဖန်လာသည်ဟုပြောသည်ကိုရောက်ွက်ထဲမှလူအချို့ကလက်မခံပေဟိုဘက်လန်ကဦးကျော်စိန်ဆိုရင်အသက်45နှစ်မှာမုတ်ဆိုးဘဝရောက်ခဲ့တယ်တာသမီလည်းမထွန်းကားခဲ့ဘူးဒါပေမဲ့စာရိတ္တကကောင်းသလားမမေးနဲ့ဒီဖိုးကြီးကတော့ဦးကျော်စိန်လို့မဟုတ်ဘူးအတက်ကလည်း80ကျော်နေပြီကဲနေတော့မယ်အဖွားကြီးဆုံးသွားပြီးနောက်အိမ်ဖော်မိန်းမကြီးကြီးသူနဲ့သူ့သမီးအတွက်အာမခံချက်အချို့အကောင့်ထဲပေါ်ပေးရန်အမျိုးမျိုးစီလုံးခဲ့တော့လဲအဖိုးကြီးကြီးသူတို့တားမိအတွက်ဘာမှရီရီယာမဆောင်ရွက်ပေးခဲ့အဖိုးကြီးကြီးငကိုကလေးကတနာကျင်နာမှုကင်းမဲ့နေခြင်းနဲ့သူ့အပေါ်မှာလဲဘာပဲပေးဆက်ရဆိုတော့အချင်းနဲ့တန်ရောစင်မျိုးမရှိတော့ကြောင်းဖြစ်၏တို့မဟုတ်ထို့တို့တန်မိုးကြီးမမပေးရန်မထိုက်တန်ဟုအဖိုးကြီးကယူဆထားတော့ကြောင်းလဲဖြစ်နိုင်သည်အမှန်အတိုင်းပြောရရင်အဖိုးကြီးကြီးသူမအပေါ်မှာအိမ်ဖော်မတယောက်ကဲတော့ဆက်ဆံရေးမျိုးကြွယ်ပြောင်းမတွားခဲ့တနည်းအားဖြင့်ပြောရရင်အဖိုးကြီးအနေနဲ့လူတိရှင်ကြားအဖြစ်ခံနိုင်တော့ဒီအထိသူ့ရုပ်ရည်ကအဖိုးကြီးကိုဖန်ဆားနိုင်ခြင်းမရှိအကိုကြီးဟာကျမရေးတဲ့နေ့တခြားချို့သေးလာပြီအသက်လည်းတိတ်ကြီးလာပြီမတေခင်မှာကျမတို့တားမိအတွက်တခုခုလှုပ်ပေးခဲ့ပါငါဘာလှုပ်ပေးနိုင်မှာလဲအားလုံးကမျက်စိတထောက်ပြီးဆက်ဆုနေကြတာပြီးတော့ငွေပုံငွေရှမ်းတကြားမှလည်းမရှိဘူးဒီအိမ်တစ်လုံးပဲကျွန်တော်တာနင့်သမီးကိုငါကြောင်းထားပေးခဲ့တာကိုရန်ရောက်ပြီးဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့အကိုကြီးမရှိရင်ကျမတို့မိသားစုဘယ်မှာနေရမှာလဲနောက်ဒီအိမ်ကိုပိုင်မဲ့လူတွေကလည်းနင်းနဲ့ယဉ်နေတာပဲသူတို့လည်းအိမ်ဖော်တယောက်လိုချင်လိုနေအောင်မှာပါသူတို့မလိုတော့ရင်ရောလိုဖို့များပါတယ်
နောက်ဆုံးပြောခဲ့ရတော့စကားများထို့နောက်အဖိုးကြီးကြီးဘာမှကကောင်းမှတ်မိတော့ဘာစကားမှကကောင်းပြော၍မရတော့ဘာဆိုဘာမှခံစား၍မရတော့ကာမအပေးယူလဲမရှိတော့နောက်တော့တငယ်ပြန်သွားလေတော့ဒီထိုအချိန်မှစ၍နောင်သေဆုံးသည့်အထိအတွေ့လုံးဝရက်ဆိုင်သွားတော့ဒီသူ့တက်58နှစ်ရှိပြီအတွေ့အထိနဲ့ကာမရမက်ကိုသူ့သမီးကဆက်လက်တည်ဆောင်သွား၏သမီးကယောက်ျားနောက်လိုက်သွား၏တာမန်စီရတာအလုတ်တမားတယောက်နဲ့ဖြစ်၏အလွန်ရိုးသားဖြူစင်သည်ငါတော့လင်ကောင်းသားကောင်းတရားရအောင်ဆူတောင်းခဲ့ပေမဲ့တခါမှမပြေခဲ့ဘူးတခါတရံအင်ဖော်မကြီးသည်တမီးနဲ့တမက်တို့အိမ်ကိုတွားလေသည်ချမ်းသာတော့အိမ်တွေမှာစားရတော့အစီပြန်ဟင်းကောင်းကောင်းထမင်းကောင်းတွေမဟုတ်ဘူးစီနေနဲ့အတီးရွက်များနဲ့စထားသည့်တတရာတန်းစားအစားအသောက်တွေဖြစ်တော့လဲကိုပိုင်ထမင်းဟင်းတွေတို့သူခံစားရ၏တနစ်ခွဲလောက်မရှိတရှိတွင်မိမလေးတယောက်ရ၏သူ့ဘဝသည်တစ်လာသလိုရှိသည်ဒီလိုတစ်လာအောင်အချာကြီးစောင့်ကြရတယ်လို့မျိုးခံစားရ၏တူသမီးတမက်မြေးတို့ပါဝင်တော့မိသားစုအရင်ချများမှာစိတ်တဘောထားချင်းတိုက်ဆိုင်ပြီးတန်ရောစင်လည်းရှိကြကငွေကြီးကလွယ်၍ဘာမှမလိုတော့အဖိုးကြီးဆုံနေပြီတမက်နဲ့ခင်တွင်အိမ်ရှိအဖိုးကြီးဒီကားရင်တွင်ကွယ်လွန်နေသည်ကိုတွေ့ရပြီးအိမ်ကြီးချင်းများကိုအော်ပြောလာ၏အဖိုးကြီးဆုံးပြီးနောက်သူဒီအရှိန်မပြတ်ဒီအိမ်မှာဆက်လက်နေခဲ့၏နောက်ထပ်အိမ်ပိုင်ဆိုင်သူများကလည်းပြောင်းရွှေ့မလာကြသေးသူဒီတစုံတရာရရှိရန်မျှော်လင့်ချက်ဖြင့်ပေးကပ်နေခြင်းမဟုတ်နှစ်ပေါင်းများစွာသူ့ချေတူးလက်လိုနေလာခဲ့တော့အိမ်ကြီးကိုသူတန်ရောစဉ်ရှိသည်ဒီအိမ်မှာရှိသည့်ခမင်းပကံကားအစသူတန်ရောစဉ်ဖြစ်နေမိသည်အပေါ်ထက်ကိုတက်သည့်လီကချစ်များအစုံတတိယနေပြီထိုအိမ်မှာအိမ်ဖော်မကြီးလို၎င်းအိမ်ရှင်မလို၎င်းအကိုကြီးနဲ့ပတ်သက်ခဲ့ရတော့စိတ်ကြွယ်ရာများကို၎င်းတူတေဒီအထိမခွဲခြင်းမှာအထူးသဖြင့်ရင်ခုန်စရာရင်တုံစရာအလုံးအကျုံးဝင်သည့်ထိုအိမ်ကိုဘရောမမခွဲခြင်းခမားဒီအိမ်မှာပါရဘောနဲ့ဆက်နေနေတာလေကျုပ်တို့လည်းအိမ်ဖော်မလို့ဘူးနောက်လဲဒီအိမ်ကိုမလာနဲ့နောက်ရောက်လာဒီအိမ်ရှင်ကသူ့ကိုထိုအိမ်မှနင်းထုတ်လိုက်ပြီးသူဒီစကားလောက်အောင်တောင်ပြန်မပြောခဲ့ရှာအထုပ်ကလေးဆွဲကချက်ချင်းပင်အိမ်ပေါ်မှဆင်းလာခဲ့သည်သူ့ရင်တွေဆက်ကြော်တက်လိုပင်လှုပ်ရှားနေသည်မလန့်မကန့်ရောက်လင်အိမ်ကြီးကိုမော်ကြည့်ကြီးမခံကျင်စိတ်တွေကြားမှာမျက်ရည်တွေဝဲလာသည့်အထိခံစားရသည်နှစ်ပေါင်းများစွာနေလာခဲ့သည့်အိမ်လူသားတယောက်လိုခင်မင်ခဲ့ရသည့်အိမ်တကယ်တော့သူတတိချာမစင်စားမိပဲဖြစ်ကောင်းဖြစ်မိယခုအချိန်မှစ၍သူ့ဘဝကြီးအိမ်ဖော်တန်တရားမှကျွတ်လွတ်ခဲ့ပြီးဖြစ်တဲ့ဖြစ်လွတ်လပ်ခြင်းရနဲ့ပြည့်နေနေတော့ဘဝတစ်ကိုသူပိုင်ဆိုင်ရတော့မီနောက်တစ်နေ့တွင်သူဒီဈေးထဲကုံစိမ့်တွားရောက်သည်300လောက်မြက်သည်အပြန်တွင်ဟင်းလျာတွေဝယ်လာသည်ညဦးတွင်ထမင်းစားရတော့ဟင်းသိပ်မကောင်းပေမဲ့ကိုပိုင်ထမင်းစားရတယ်လို့လွတ်လပ်ပြီးမင်္ဂလာရှိနေသည်နက်တိုင်းစီးသွားရောက်သည်ခြေလမ်းတွေကတွက်နေသည်တို့တော့အင်ကြီးကိုလက်မြင်ရတော့ခါတိုင်းရှင်ထဲမှာဝမ်းနဲ့လာသလိုအရှိတာအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်